ငလင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းဖို့အတွက်အလှူရှင်တွေကစုပေါင်းလှူဒန်းပေးခဲ့တဲ့သိန်းပေါင်း9000ကျော်ကိုအမှန်တကယ်ဒုက္ခရောက်နေတဲ့သူတွေစီကိုထိထိရောက်ရောက်လှူဒန်းမှုမပြုနိုင်တာကြောင့်ဝေဖန်ခံနေရတဲ့တရုတ်ဆောင်ခိုင်နှင်းဝေမင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့အပါအဝင်နေရာတော်တော်များများမှာအစာအုပ်ပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးလူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ကြရတာဖြစ်ပါတယ်လူအသက်ပေါင်းများစွာသေဆုံးခဲ့ရသလိုနေအိမ်တိုက်တာအဆောက်အဦတွေလည်းပြိုကျပျက်စီးခဲ့ရပြီးပြည်သူတွေအနေနဲ့နေချင်းညချင်းလမ်းဘေးကိုရောက်သွားပြီးနေစရာမရှိတဲ့ဘဝတွေကိုရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ခိုင်နှင်းဝေဟာငလင်တန်းခန်းစားရပြီးပထမနေ့ကလေးကအလူငွေတွေကိုစတင်လက်ခံခဲ့တာဖြစ်ပြီးငလင်လောက်ပြီး3ရက်မြောက်နေ့မှာစကိုင်းဒေသဘက်သို့ပြန်လည်ထူထောင်ရေးလုပ်ရန်ဟုဆိုကတွားရောက်လှူဒန်းခဲ့တာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်အတွင်းမှာတော့တရုတ်ဆောင်ခိုင်နှင်းဝေကငလင်ဘေးအတွက်အလူခံရရှိငွေသိန်းပေါင်း9000ကျော်ရှိသွားခဲ့ပြီးဖြစ်ကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်၎င်းနောက်မှာတော့ပြင်မနာမြို့နယ်မှာအင်ဂျီ185အိမ်အတွက်ငွေကျပ်3,400ဝန်းကျင်ကိုရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့ထံအနှင်းလှူဒန်းခဲ့တဲ့ဦးဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဓာတ်ပုံအနေနဲ့တကွချပြလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အဆိုပါပို့စ်ရဲ့အောက်မှာတော့အမှန်တကယ်ငလင်တန်းခန်းစားခဲ့ရတဲ့ပြင်မနာမျိုးကပြည်သူတွေကခိုင်နှင်းဝင်လှူဒန်းခဲ့တဲ့အလှူငွေတွေကိုတဦးတယောက်မှလက်ခံရရှိခြင်းမရှိကြောင်းလာရောက်ပြောဆိုကြတာလည်းဖြစ်ပါတယ်ခိုင်နှင်းဝေဟာငလင်တန်းတဲ့ဒေသတွေကိုတွားရောက်တဲ့အချိန်မှာရက်ကွက်အုပ်ချုပ်ရေးမှုတွေနဲ့သာတွေ့ဆုံခဲ့ပြီးအလှူငွေတွေကိုသူတို့တွေရဲ့လက်ထဲကိုသာထည့်ခဲ့တာကြောင့်အမှန်တကယ်ဒုက္ခရောက်နေတဲ့သူတွေစီကိုအလှူငွေတွေကရောက်ရှိခြင်းမရှိဘူးလို့အားလုံးကဝိုင်းဝန်းပြောဆိုနေကြတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ခိုင်နှင်းဝေကပြင်မနာမြို့မင်္ဂလာရက်ကွက်အတွက်အလူငွေ3,400လှူဒန်းခဲ့တယ်ဆိုတဲ့အပေါ်ဟင်းဘယ်တော့ကပေးခဲ့တာလဲအဲ့ဒီရက်ကွက်မှာမွေးကလေးကအခုထိနေလာတာလေသိတောင်မသိလိုက်ဘူးကို့အသည့်တွေလည်းတအိမ်လုံးပြိုကျသွားတာသူတို့လည်းဘာမှမရဘူးဘေးကပြိုတဲ့သူတွေလည်းဘာမှမရဘူးလေကိုမရလို့ပြောတာမဟုတ်ဘူးနော်ဘာမှလည်းမယူဘူးတကယ်ဖြစ်တဲ့သူတွေကဘာမှမရကြဘူးဟုဆိုကပြောဆိုထားတာလည်းဖြစ်ပါတယ်မခိုင်နှင်းဝေရေအမှန်တကယ်ဒုက္ခရောက်တဲ့သူတွေကဘာမှမရကြဘူးတဲ့အမပေးခဲ့တဲ့ဆိုတဲ့အုပ်ချုပ်ရေးမှုကိုပြန်လဲမေးကြည့်ပါအောင်အခုထိမရကြဘူးဆိုတော့ငွေတွေကိုဘာလို့ပြစ်တာလဲလို့အဲ့ဒီအုပ်ချုပ်ရေးမှုတွေကိုလှူခဲ့တာမဟုတ်ဘူးမလားပြန်စစ်စစ်ပေးပါအလူရှင်တွေရဲ့ငွေတွေနှမျောစရာပါဟုဆိုကတယောက်သောသူကလည်းလာရောက်ပြောဆိုထားတာဖြစ်ပါတယ်မြန်မာနိုင်ငံကအဖြစ်အပျက်တွေကိုအမြဲတမ်းပြောပြလေးရှိတဲ့ဇွန်နီလာထေးကလည်းပြင်မနာမင်္ဂလာရက်ကွက်ကသူတွေအဲ့ဒီငွေတွေကိုအုပ်ကြီးကရတာလားခိုင်နှင်းဝေကစားလိုက်တာလားပြောပြပေးပါဘယ်သူမှမရလို့ဝိုင်းမှန်နေတော့ခိုင်နှင်းဝေကတော့ post ကိုဖျက်ပြေးသွားတယ်ဟုဆိုကအားလုံးသိစေဖို့ဝင်ပြောပြထားတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ခိုင်နှင်းဝေကပြီးခဲ့တဲ့စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ရေဘေးမှာလေကိုရိုင်းကိုကြအများဆုံးတွားရောက်လှူဒန်းခဲ့သူဖြစ်ပြီးအဲ့ဒီအချိန်တုန်းကတော့အားလုံးကမျက်စိစုံမိတ်နေကြပေမယ့်ယခုကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးကတော့တာမန်ကိစ္စလည်းမဟုတ်တာကြောင့်နင့်နာသူတွေမရကြပဲအုပ်ချုပ်ရေးမှုတွေကသာလှုပ်ရှားသွားကြတာကြောင့်ခိုင်နှင်းဝေအနေနဲ့အုပ်ချုပ်ရေးမှုတွေကိုယုံကြည်ပြီးတော့အခုလိုဗယံပရာလှူဒန်းတာတွေကမသင့်တော်ဘူးလို့အားလုံးကထောက်ပြနေကြတာလည်းဖြစ်ပါတယ်